မြန်မာလည်းရွေးစင်ကာယဘလာပြိုင်နေတဲ့ကျွန်တော်ရဲ့ senior အကိုတွေအတွက်ကိုပြိုင်ပွဲနည်းနှစ်ပတ်အလိုမှာကျွန်တော်ဒီဆေးလေးတစ်မျိုးကိုထည့်သုံးစေချင်တယ်အဲ့ဒါပေးတီးလည်းမဟုတ်ဘူး steroid လည်းမဟုတ်ဘူးကျွန်တော်ခန္ဓာကိုယ်မှာရှိတဲ့ estrogen မဟော်မုန်းတွေကိုအနည်းဆုံးဖြစ်အောင်လျှော့ချပေးနိုင်တဲ့ဆေးဖြစ်တယ် letrozole လို့ခေါ်တယ်တိတယ်သုံးဘူးတယ်ဆိုရင်ကြော်သွားလို့ရပါတယ်ကျွန်တော်ကမတိသေးဘူးမသုံးဘူးသေးဘူးဆိုတဲ့သူတွေအတွက်ကိုဆက်ပြီး sharing လုပ်ပြီးမှဖြစ်တယ်ဟုတ်ပြီဘာကြောင့်ဒီ estrogen လျှော့တဲ့ဆေးကိုကျွန်တော်ကသုံးခိုင်းတာလဲဆိုရင်ကျွန်တော်ခန္ဓာကိုယ်မှာပြန်မဝင်သမားတယောက်ဒီအစီတွေနည်းနေရမယ်မဆယ်တွေကွဲနေရမယ်သွေးကြောတွေထောင်နေရမယ်မှန်တယ်ရေတွေလည်းရေဓာတ်တွေလည်းအနည်းဆုံးဖြစ်နေရမယ်ခန္ဓာကိုယ် dry look ဖြစ်နေရမယ်ရေဓာတ်အနည်းဆုံးဖြစ်ဖို့ဆိုတဲ့နေရာမှာ estrogen ဟော်မုန်းမဟော်မုန်းကိုကျွန်တော်တို့မေ့ထားလို့မရဘူးမဟော်မုန်းတွေကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိနေရင်အဲ့ဒီဟော်မုန်းတွေကရေဓာတ်တွေကိုထိန်းထားလိမ့်ရှိတယ်ပြန်မဝင်သမားတယောက်ပွဲနီးနှစ်ပတ်အလိုမှာသုံးခိုင်းနေဆိုတာကအဲ့ဒါပဲရေဓာတ်တွေအနည်းဆုံးဖြစ်ဖို့မကြခင်မှာ peak week လာတော့မယ်peak week ဆိုတာခန္ဓာကိုယ်မှာလုံးဝ dry ဖြစ်သွားအောင်ရေဓာတ်တွေအနည်းဆုံးဖြစ်သွားအောင်လုပ်မယ်ပြီး carbolodin လုပ်မယ် state ပေါ်တက်မယ်ဒါအဆင့်ဆင့်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာခန္ဓာကိုယ်မှာ estrogen ဟော်မုန်းနည်းနေပြီဆိုရင် peak week တေချာတာလုပ်မယ်ဆိုရင်ကြောင်ညိုကြောင်မှာရှိတဲ့ရေတွေပါဆွဲချပြလို့ရတယ်ဒီဆေးအကြောင်းကိုရှင်းပြမယ်ဆိုရင်ကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တဲ့ခန္ဓာကိုယ်မှာ testosterone တွေထိုးလိုက်ပြီဆိုရင်ကြားဟော်မုန်းတွေမြင့်တက်လာတယ်အဲ့ဒီကဒီတိုင်းမနေဘူးမဟော်မုန်းဖြစ်ကိုပြန်ပြောင်းတယ်အဲ့ဒီဖြစ်စဉ်ကို aromatization လို့ခေါ်တယ် aromatization ဖြစ်စဉ်ဆိုတာဒီကြားဟော်မုန်းကနေမဟော်မုန်းကိုပြောင်းနေဖြစ်စဉ်ပေါ့နော်အဲ့ဒီဖြစ်စဉ်တွေကြောင့်ပဲဂိုင်နိုတွေနှုတ်ဆူတာတွေဖြစ်လာတယ်ဒီဖြစ်စဉ်ကြီးကိုထိန်းချုပ်ဖို့ကာကွယ်ဖို့တားဆီးဖို့ဆိုတာကျွန်တော်တို့ကဒီ AI လို့ခေါ်တဲ့ aromatase inhibitor တွေသုံးတယ် AI တွေပေါ့နော်သုံးကြတယ်ကျွန်တော်သိပြီးသားဖြစ်တဲ့ Arimidex တွေ Noveldex တွေဒါတွေဒီလဲ AI aromatase inhibitor အုပ်စုတွေပဲဒါပေမဲ့ letrozole ဒီအဲ့ဒီ aromatase inhibitor ထဲမှာ estrogen ဟော်မုန်းလျှော့ချတဲ့နေရာမှာအကျဉ်းဆုံးအကောင်းဆုံးဖြစ်တယ်အကောင်းဆုံးဆိုတော့ကျွန်တော်က body builder တယောက်အနေနဲ့ပြန်မဝင်တော့မဲ့ကစားသမားတယောက်ကရှူတောင်းကနေအကောင်းဆုံးဆိုပြီးပြောတာဖြစ်တယ်ကျမ်းမာရှူတောင်းကနေပြောနေတာမဟုတ်ဘူးဒီ letrozole ဒီခန္ဓာကိုယ်မှာရှိတဲ့ကျွန်တော်တို့ရဲ့မဟော်မုန်းတွေကို estrogen ဟော်မုန်းတွေကို98%ထိလျှော့ချပေးနိုင်တယ်ဆိုတော့ခန္ဓာကိုယ်မှာမဟော်မုန်းတွေနည်းလာလေလေရေဓာတ်တွေလျှော့ချဖို့ပိုလွယ်သွားလေလေပဲဒါဆက်ဆက်မှုရှိနေတယ်တော်တော်များများသိမလို့လို့နဲ့ကြော်သွားနေတာမသိရလူတွေလည်းရှိကောင်းရှိလိမ့်မယ်အဲ့ဒါကြောင့်ပြန်ပွဲနည်းနှစ်ပတ်အလိုမှာကျွန်တော်ကဒီဟာလေးကိုထည့်သုံးစေခြင်းနဲ့ဒါဆိုရင်ခန္ဓာကိုယ်မှာမဟော်မုန်း level အနှိမ်ဆုံးမှာရောက်နေမှာဖြစ်တဲ့အတွက်ကိုရေဓာတ်တွေအတော်လေးလျှော့ချလွယ်သွားပြီး state ပေါ်တက်တဲ့အချိန်မှာ confidence အပြည့်နဲ့မာဆယ်တွေ dry look နဲ့ဇင်းထပြီးတော့သွေးကြောတွေထောင်ပြီးတော့6ကန်နေတဲ့ပုံစံမျိုးနဲ့ state ပေါ်မှာယူကြည်မှုရှိရှိရှင်းပြနိုင်မှာဖြစ်တယ်ဒါပေမဲ့တခုတော့သတိထားရမယ်ကျွန်တော်တို့ကမကြခင်ပြိုင်ပွဲဝင်တော့မဲ့ကစားသမားတွေခန္ဓာကိုယ်မှာအစီအခိုင်နှုန်းတွေကအရန်နည်းနေပြီသုံးထားတဲ့ Winstrol Stano Masteron Trembolo အဲ့ဒီကောင်တွေဒီခန္ဓာကိုယ်ရှိတဲ့ရေဓာတ်တွေကိုယော်နှဲနေအောင်လှုပ်ထားပေးပြီးသားဖြစ်တယ်အဲ့လိုအချိန်မျိုးမှာကျွန်တော်တို့ကရေဓာတ်တွေပူနေအောင် estrogen ဟော်မုန်းတွေကိုဖိနှိပ်လိုက်တာဖြစ်တဲ့အတွက်မဟော်မုန်းတွေဒီခန္ဓာကိုယ်မှာအနည်းဆုံးအချိန်တွေကိုရောက်သွားလိမ့်မယ်အဲ့အချိန်မှာရေဓာတ်တွေမတရားလျော့သွားလိမ့်မယ်ခန္ဓာကိုယ်မှာငကိုထက်ကိုပူနေသွားပြီပေါ့နော်ဘာသတိထားမှလဲဆိုကျွန်တော် joint နှစ်ခုရဲ့ဂျားထဲမှာရှိတဲ့ fluid တွေအလွယ်ပြောရရင်ဒီ acid တွေဂျားထဲမှာဒီ acid တွေရဲ့ movement တွေကောင်းအောင်ထိန်းပေးထားတဲ့supporting လုပ်ပေးနေတဲ့ရေဓာတ်တွေပါလျော့သွားတယ်ခန္ဓာကိုယ်ထိန်းမထားနိုင်တော့ဘူးပေါ့အဲ့လိုအချိန်မျိုးမှာ training heavy လုံးဝလုပ်လို့မရဘူး joint pain တွေဖြစ်လာတယ်ဒူးတွေတောင်စစ်တွေခါးတွေအထူးဂရုစိုက်ရတယ် training ကို heavy သွားလုပ်လိုက်ပြီဆိုတာနဲ့ခန္ဓာကိုယ်မှာ injury risk ကြီးမားမားဖြစ်လာနိုင်တယ်အဲ့တော့ကျွန်တော်ဗီဒီယိုအစမှလည်းပြောခဲ့တယ်အခုလည်းထပ်ပြောမယ်ဒီဆေးကိုနှစ်ပတ်ထက်လုံးဝပုံမသုံးပါနဲ့ပြိုင်ပွဲနည်းနှစ်ပတ်ထက်စောပြီးတော့လုံးဝမသုံးပါနဲ့ကျွန်တော်ခန္ဓာကိုယ်မှာရှိတဲ့ estrogen မဟော်မုန်းတွေကို98%ထိလျှော့ချပေးနိုင်တာဖြစ်တဲ့အတွက်ကိုဒီနှစ်ပတ်အတွင်းမှာတိတာတဲ့ခန္ဓာကိုယ်ရဲ့ dry look ပေးနိုင်တယ်ဆိုရေဓာတ်တွေအနည်းဆုံးဖြစ်သွားမှာပေါ့နော် peak week တာတေချာလောက်တယ်ဆိုရင်ခန္ဓာကိုယ်ချောင်ညိုချောင်ညားမှာရှိတဲ့ရေတွေကိုပါဆွဲချပေးနိုင်တယ်အချိန်ကြာသုံးလို့ရှိရင်ခန္ဓာကိုယ်မှာဒီမလိုလားတဲ့ joint pain တွေစောစောစီးရသွားတာမျိုးဖြစ်လာတတ်တယ်သုံးနေတဲ့နှစ်ပတ်အတွင်းမှာလည်း training ကိုတော်တော်လေးသတိထားပြီးလုပ်ပေါ့နော်compound movement တွေအရင် heavy ဆိုတာမျိုးတွေမလုပ်ဘဲနဲ့ isolation တွေ machine တွေကိုများများလေးသုံးပေးအဲ့ဒါပို့ပြီး safe ဖြစ်တယ်ခန္ဓာကိုယ် dry look ကတေချာပေါင်းနှစ်ပတ်အတွင်းမှာမြင်ကိုမြင်ရတယ်အဲ့တော့ကျွန်တော်ဒီအချက်တွေကို sharing လုပ်ပေးနေတာဒီဆရာကြီးလုပ်ချင်လို့မဟုတ်ဘူးကျွန်တော်ရဲ့ senior အကိုတွေကိုနိုင်ငံတကာ level ရှိတဲ့ကစားသမားတွေစီက data တွေကျွန်တော်ပြန်ပြီးမျှဝေပေးနေတာဖြစ်တယ်စေတနာနဲ့ချစ်တဲ့စိတ်နဲ့မျှဝေပေးနေတယ်လို့ပဲမှတ်ယူပေးကြပါနောက်တစ်ခုအနေနဲ့ဘာကြောင့်ကျွန်တော်ကဒီကျွန်တော်ရဲ့ senior အကိုတွေမြမလက်ရွေးစင်ကစားသမားတွေဆိုပြီးတော့ပြောလဲဆိုရင်တော်ရုံပြိုင်ပွဲအသေးတွေမှာဒီလောက်ကမလိုလို့တကယ်နိုင်ငံတကာနဲ့ share fight နေတဲ့ကျွန်တော်ရဲ့ senior အကိုတွေ respect ထားပြီးတော့ကျွန်တော်က sharing လုပ်ပေးတာဖြစ်တယ်ကျေးဇူးတင်ပါတယ်